ကိုဘေသမီးလေးလည်းမမြင်ပါလား ရရသွားတယ်ရရသွားတယ် ရှာလည်းသားတာလားကောင်းတာပေါ့ရှင်ကိုဘေရဲ့သမီးလေးမရှိဘူးဆိုတော့ကျမအနေနဲ့လည်းပုံမှန်နဲ့ပြောလို့ရတာပေါ့ ပြောရလွတ်လပ်ပြောရပါတယ်လွတ်လပ်ပြောရ ဒီလိုပါကိုဘေရဲ့ကျမမှလည်းယောက်ျားသားမရှိဘူးဆိုတော့တစ်ခါတလေလေးကိုယ့်ရင်ထဲကဖြစ်ချင်တဲ့ဆန္ဒတွေအကောင်ထိန်မဖို့ဘူးကိုဘေရဲ့ ကော အဲ့ဒါကိုဘေများ ဟိုအခုတော့နေရတဲ့အရင်ပြင်းတယ် ဟုတ်တယ်ကိုဘေခုတလောနေရန်ပြင်းတယ် နော်ကျွန်တော်ကျမကြီးကနည်းနည်းလေးချိုးတက်နေတယ် အိုးကိုဘေနေမကောင်းလား ကျမကြီးနောက်တော့အုတ်ချုပ်ရည်မှုကလည်းဖြစ်နေတယ်ဆိုတော့ ဟုတ်ကဲ့ မတင်တော့ပါဘူးမကောင်းဘူးမတင်တော့ပါဘူး ကိုဘေပပဦးဆူလို့ကျင်လာလဲပါပြောတာလဲ ဟိုမကောင်းပြောတာတန်ဝါသကိစ္စ ရှမ်း ဟုတ်လေဟိုဘာညာမဟုတ်ဘူး အော်ကိုဘေရဲ့ မဟုတ်လား ဘယ်နဲ့ဘူးတာတာအဝါဟာဝီဝါဟာရှောက်ပြောနေတာလေဒုက္ခပါပဲကျမဆိုလို့ကျင်လာလေကျမမှာယောက်ျားမရှိတော့စီးပွားရေးဥဆောင်မဲ့လူကလည်းမရှိဘူးလေအဲ့ဒါကြောင့်မို့ကျမဖြစ်ချင်တဲ့ဆန္ဒတွေကတခါလေကြာအကောင့်ထဲမပေါ်ဘူးစီးပွားရေးလိုအပ်တယ်ဒါကြောင့်မလို့ငွေကြေးလေးကျမအကူညီလေးတောင်းချင်လို့လာတိုက်မင်းတာပါရှင် ကျွန်တော်လည်းဟိုကိစ္စပါလေ အော်မဟုတ်ပါဘူး ရပါတယ်ငွေကြီးကိစ္စဆိုလည်းကျွန်တော်အကူကြီးပေးလို့ရပါတယ် ဟုတ်ကဲ့